အားလုံးပဲမင်္ဂလာပါ Memory World YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ကမ္ဘာသမိုင်းတစ်လျှောက်အချမ်းသာဆုံးလူသားဆိုရင်ဘယ်သူကိုပြေးမြင်မိပါသလဲတကယ်တော့သမိုင်းမှာဒီနေ့ခေတ်ဘီလီယံနာတွေအားလုံးပေါင်းလိုက်ရင်တော့ရှင်လို့မရနိုင်လောက်အောင်ချမ်းသာတဲ့ဘုရင်တစ်ပါးရှိခဲ့ဟုပါတယ်သူကတော့14ရာစုကအာဖရိကတိုက်အနောက်ပိုင်းကိုအုပ်စိုးခဲ့တဲ့မာလီအင်ပါယာရဲ့ဧကရာကြီးမန်ဆာမူဆာပဲဖြစ်ပါတယ်သမိုင်းပညာရှင်တွေကတော့မန်ဆာမူဆာရဲ့ချမ်းသာကြွယ်ဝမှုကိုဒီနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့တောင်အတိအကျတွက်ချက်ဖို့မဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။ဘာကြောင့်လဲဆိုတော့သူပိုင်ဆိုင်ထားတဲ့ရွှေတယံဇာတပမာဏဟာကမ္ဘာရွှေဈေးကွက်ကိုပါထိန်းချုပ်နိုင်တဲ့အဆင့်ထိရှိခဲ့လို့ပါ။သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဘလောက်တောင်ကြီးမားခဲ့တယ်လဲဆိုရင်သူတစ်ကြိမ်ခီးထွက်ရင်အီဂျစ်နိုင်ငံကိုင်ရိုမြို့မှာရွှေတွေကိုအလွန်ကျွံအလကားဝင်ငှားခဲ့တာကြောင့်နိုင်ငံတကာဈေးကွက်မှာရွှေရဲ့တန်ဖိုးရုတ်တရက်ထိုးကျသွားပြီးကိုင်ရိုမြို့ရဲ့စီးပွားရေးဟာကမောက်ကမဖြစ်ကနှစ်ပေါင်းများစွာကြာတဲ့အထိနလန်မထူနိုင်ဖြစ်ခဲ့ရပါတယ်။ဒါဟာတမိုင်းမှာလူတစ်ယောက်တည်းရဲ့ချမ်းသာကြွယ်ဝမှုကဒေတာတင်းရွှေဈေးကွက်ကိုအကြီးကျယ်လှုပ်ခတ်စေခဲ့တဲ့ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီတမိုင်းဟာရွှေတွေအကြောင်းသက်သက်မဟုတ်ပါဘူး။ချမ်းသာမှုတစ်ခုတည်းကအင်ပါယာတစ်ခုကိုထာဝရတည်တတ်အောင်မလုပ်နိုင်ဘူးဆိုတဲ့တမိုင်းရဲ့ကြီးမားတဲ့သင်ခန်းစာတစ်ခုလည်းပါဝင်နေပါတယ်။ဒီနေ့မှာတော့ကမ္ဘာရွှေထုတ်လုပ်မှုအများစုကိုလော်ဝဲကြီးအုပ်ခဲ့တဲ့မာလီအင်ပါယာကြီးဘလောက်ချမ်းသာခဲ့တယ်လဲမန်ဆာမူဆာရဲ့အမကန်ဖျားဘူးခီးစဉ်ကြီးနဲ့တင်ပတ်တူးလို့ခေါ်တဲ့ကမ္ဘာကျော်ပညာရေးမြို့တော်ကြီးကိုဘလို့တိဆောက်ခဲ့တယ်လဲဆိုတဲ့အပြင်တစ်ချိန်ကကမ္ဘာအချမ်းသာဆုံးဖြစ်ခဲ့တဲ့ဒီအင်ပါယာကြီးနေရာမှာဒီနေ့ခေတ်ဘယ်နိုင်ငံတွေဖြစ်တည်နေပြီးဘလို့အခြေအနေမျိုးရောက်နေပြီလဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းကို14ရာစုအစောပိုင်းအာဖရိကတိုက်အနောက်ပိုင်းကနေစတင်ရမှာပါအဲဒီချိန်ကဥရောပတိုက်ဟာအမှောင်ခေတ်ရဲ့နောက်ဆက်တွဲပြဿနာတွေငတ်မွတ်ခေါင်းပါမှုတွေနဲ့ရုန်းကန်နေရချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့အာဖရိကမှာတော့မာလီအင်ပါယာဟာရွှေအောင်တောက်ပလို့နေပါတယ်မာလီအင်ပါယာကြီးဟာ73ရာစုမှာစွန်ဒီယာတာကိုင်နာဆိုတဲ့စစ်ဘုရင်တစ်ပါးကတည်ထောင်ခဲ့တာဖြစ်ပါတယ်ကီယာနာတိုက်ပွဲမှာပြိုင်ဘက်တွေကိုအနိုင်ယူပြီးအနောက်အာဖရိကရဲ့အကြီးဆုံးအင်ပါယာတွေကတစ်ခုကိုတိဆောက်ခဲ့တာပါဒီကြီးကျယ်ခမ်းနားတဲ့အင်ပါယာကြီးဟာအခုခေတ်မြေပုံပေါ်ဘယ်နေရာမှာရှိနေသလဲဆိုရင်မာလီအင်ပါယာဟာနိုင်ဂျာမြစ်ဝှမ်းကိုအဓိကအခြေပြုပြီးအနောက်အာဖရိကတခွင်ကိုဖြန့်ကျက်လွှမ်းမိုးထားတာဖြစ်ပါတယ်ဒီနေ့ခေတ်နိုင်ငံတွေနဲ့ကြည့်မယ်ဆိုရင်မာလီစီနီဂေါဂမ်ဘီယာဂီနီနိုင်ဂျာဘာကီနာဖာဆိုနဲ့မော်ရီတေးနီးယားစတဲ့နိုင်ငံတွေရဲ့နယ်မြေအများစုဟာမာလီအင်ပါယာရဲ့ထိရဲ့အောက်မှာရှိနေခဲ့တာပါအကျယ်ဝန်းအားဖြင့်ဆိုရင်ဥရောပတိုက်တိုက်စာနီးပါးကျယ်ဝန်းပါတယ်မာလီအင်ပါယာကြီးဒီလောက်ချမ်းသာရတဲ့အဓိကအကြောင်းရင်းကတော့တောင်ဘက်ကအေယာမရှေရင်းကြီးတွေနဲ့မြောက်ဘက်ဆာဟာရကန်နာယာတွေကစာရင်းကြီးတွေကိုပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်အဲဒီခေတ်ကအသားငါးတွေကိုတာရှည်ခံအောင်သိမ်းဆည်းထားဖို့စားဟာရွှေနဲ့တန်ဖိုးကြီးညီမျှလောက်အောင်ရှားပါပြီးအရေးပါပါတယ်မာလီအင်ပါယာဟာဆာဟာရကူးတန်းရောင်းဝယ်ရေးလမ်းကြောင်းကြီးတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ထားပြီးအဲ့ဒီခေတ်ကကမ္ဘာရွှေထုတ်လုပ်မှုစုစုပေါင်းရဲ့ထက်ဝက်နီးပါးကိုသူတို့ကြီးပဲထုတ်လုပ်ဖြန့်ချီနေတာဖြစ်ပါတယ်။ဒါကြောင့်မာလီဟာဥရောပအရှေ့အလယ်ပိုင်းနဲ့အာဖရိကကုန်သွယ်ရေးကွန်ရက်ရဲ့အချက်အချာအသက်သွေးကြောကြီးဖြစ်နေပါတော့တယ်။ဒီလိုကြီးကျယ်ခမ်းနားတဲ့အင်ပါယာကြီးရဲ့ထီးနှံကိုမူဆာတယောက်ဘလို့ရောက်လာခဲ့တယ်လဲဆိုတာကလည်းအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။မူဆာဟာမူလကဒုတိယမြောက်နန်းမွေကန်ဖြစ်ပြီးဘုရင်ဖြစ်ဖို့အခွင့်အရေးတိတ်မရှိပါဘူးမန်ဆာဆိုတာကတော့နာမည်မဟုတ်ပဲမာလီဘာသာစကားနဲ့ဧကရေဒါမှမဟုတ်ဘုရင်များရဲ့ဘုရင်လို့အဓိပ္ပာယ်ရပါတယ်သူ့အရင်တန်းတက်ခဲ့တဲ့ဘုရင်အဘူဘာကာနှစ်ဟာကမ္ဘာမြေကိုအလွန်စူးစမ်းလေ့လာခြင်းတဲ့သူဖြစ်ပါတယ်အဘူဘာကာဟာအတ္တလန္တိတ်သမုဒ္ဒရာကြီးရဲ့ဟိုဘက်ကမှာဘာရှိမလဲဆိုတာကိုသိကျင်လွန်းတဲ့အတွက်တမန်လေပေါင်းထောင်ချီပါဝင်တဲ့အေယာမရေတက်ကြီးကိုဖွဲ့စည်းပြီးသမုဒ္ဒရာကိုဖျက်ကူးဖို့ကိုယ်တိုင်ထွက်ခွာသွားခဲ့ပါတယ်သူမထွက်ခွာခင်မှာထီးနှန်းကိုမူဆာလက်ထဲကိုအပ်နှံခဲ့ပါတယ်အဘူဘကာနဲ့သူ့ရဲ့ရေတက်ကြီးဟာသမုဒ္ဒရာထဲမှာလုံးဝပျောက်ဆုံးသွားခဲ့ပြီးဘယ်တော့မှပြန်မလာတော့ပါဘူးဒီလိုနဲ့1312ခုနှစ်ဝန်းကျင်မှာတော့မူဆာဟာမာလီအင်ပါယာရဲ့အမြင့်မြတ်ဆုံးဧကရေမန်ဆာမူဆာအဖြစ်တရားဝင်အာဏာရလာခဲ့ပါတော့တယ်မန်ဆာမူဆာဟာဘာသာရေးအလွန်ကိုင်းဆိုင်တဲ့အစ္စလမ်ဘာသာဝင်တဦးဖြစ်ပါတယ်1324ခုနှစ်မှာတော့သူဟာမက္ကာမြို့တော်ဟာဂျီဖျားဘူးသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ကမ္ဘာအချမ်းသာဆုံးဧကရေတစ်ပါးရဲ့ဖျားဘူးခီးစဉ်ဟာရိုးရိုးတာမန်တော့မဟုတ်ခဲ့ပါဘူး
ခရီးမိုင်ပေါင်း4000ကျော်ကိုဖျက်ဆီးရမယ့်ဒီခရီးစဉ်ကြီးမှာပါဝင်တဲ့အင်အားကလည်းစက်သိန်းထစရာကောင်းတော့များပြားလာပါတယ်စစ်တီတော်တွေအမတ်တွေကုန်တယ်တွေနဲ့ဖျော်ဖြေရေးသမားတွေအပါအဝင်လူပေါင်း6000ကျော်ဒီခရီးမှာပါဝင်ခဲ့ပါတယ်အဲ့ဒီထဲမှာကျွန်ပေါင်း12000ကျော်ပါဝင်ပြီးကျွန်တယောက်ချင်းစီက4ပေါင်ခန့်လေးတဲ့ရွှေဒုတ်ကောက်တစ်ချောင်းစီကိုကင်ဆောင်ထားပါတယ်ဒါအပြင်ရွှေမုတ်ပေါင်90ကနေ300အထိအသီးသီးတည်ဆောင်လာတဲ့ကလအုပ်အကောင်ပေါင်း80ကျော်ကနေ100ကျော်ပါဝင်တဲ့ကလအုပ်တန်းကြီးလည်းပါဝင်ပါတယ်စာရတဲကနာကြီးကိုဖျက်ဆီးသွားတဲ့ဒီရွှေရောင်ကလအုပ်တန်းကြီးဟာမြင်ရသူတိုင်းမျိုးလုံးပြူပါဇက်ဟဖြစ်ရလောက်အောင်ခမ်းနားလွန်းလာပါတယ်သူတို့ဖျက်ဆီးသွားတဲ့မြို့တိုင်းရွာတိုင်းမှာမန်ဆာမူဆာဟာဆဲရဲသားတွေကိုရွှေတွေအလကားပေးဝေခဲ့ပြီးတောက်ကြနေတိုင်းရောက်တဲ့နေရာမှာဗလီအစ်တစ်လုံးကိုစောက်လို့လှူဒန်းခဲ့တယ်လို့မှတ်တမ်းတွေကဆိုကြပါတယ်ဒီခီးစဉ်ရဲ့အထွတ်ထိပ်ကတော့အီဂျစ်နိုင်ငံကိုင်ရိုမြို့ကိုရောက်ရှိချိန်မှာဖြစ်ပါတယ်။ကိုင်ရိုဟာအဲ့ဒီခေတ်ကကမ္ဘာအကြီးဆုံးနဲ့အစီကားဆုံးကုန်သွယ်ရေးမြို့တော်ကြီးတစ်ခုပါ။မန်ဆာမူဆာဟာကိုင်ရိုမြို့မှာ3လကြာရပ်နားခဲ့ပြီးအီဂျစ်ဆူလတန်ဘုရင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီ3လအတွင်းမှာမန်ဆာမူဆာနဲ့သူ့နောက်လိုက်6000ကျော်ဟာဈေးတွေထဲမှာပစ္စည်းတွေလိုက်ဝယ်တာတောင်ရန်စားတော့သူတွေနဲ့လမ်းဘေးစီးရဲသားတွေကိုရွှေတွေအလကားပေးဝေလိုက်တာတွေဟာထိမ့်မနိုင်သိမ်းမရဖြစ်သွားပါတယ်။ရွှေတွေကမြို့ထဲမှာအလွန်ပေါများသွားပါတယ်။စီးပွားရေးသဘောတရားအရပစ္စည်းတစ်ခုအလွန်မေးပေါများသွားရင်တန်ဖိုးကျဆင်းသွားစမြဲဖြစ်ပါတယ်။ကိုင်ရိုမြို့မှာရွှေတွေအလွန်ကျွံရုတ်တရက်ဝင်လာတဲ့အတွက်ရွှေရဲ့တန်ဖိုးဟာထိုးကျသွားပြီးကုန်ပစ္စည်းဈေးနှုန်းတွေအဆမတန်မြင့်တက်လာတာကိုဆွဆွရွားကြုံတွေ့လိုက်ရပါတယ်။တမိုင်းမတန်ချို့ရရွှေတန်ဖိုးဟာ10%ကနေ25%ထိကျဆင်းသွားခဲ့ပြီးအဲ့ဒီအကျိုးဆက်ကိုနှစ်ပေါင်းများစွာခံစားခဲ့ရပါတယ်။ကိုင်ရိုမက္ကာနဲ့မက်ဒီနာမြို့တွေရဲ့စီးပွားရေးဟာဒီငွေကြေးဖောင်းပွားမှုတန်ကြောင့်ဆယ်စုနှစ်တခုကျော်12နှစ်ကျော်ကြာတဲ့အထိနလန်မထူနိုင်ပဲကမောက်ကမဖြစ်ခဲ့ရပါတယ်။ကမ္ဘာသမိုင်းမှာလူတစ်ယောက်တည်းရဲ့ချမ်းသာကြွယ်ဝမှုကမြေထဲပင်လယ်ဒေသတစ်ခုလုံးရဲ့စီးပွားရေးကိုကင်လုံနိုင်ခဲ့တာဒါဟာပထမဆုံးနဲ့နောက်ဆုံးလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာမန်ဆာမူဆာဟာဈေးဘက်ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်တူဝေခဲ့တဲ့ရွှေတွေကိုအတိုးနှုံးမြင့်မြင့်ပြန်ပေးပြီးပြန်လည်ငှားရမ်းခဲ့ရတယ်လို့တောင်ဆိုကြပါတယ်။မန်ဆာမူဆာဟာရွှေတွေဝေယုံတက်တက်နဲ့နာမည်ကြီးခဲ့တာတော့မဟုတ်ပါဘူး။မက္ကာကနေအပြန်ခီးမှာသူဟာကမ္ဘာအရရက်ကထိပ်တန်းအစ္စလမ်ပညာရှင်တွေစာရေးဆရာတွေပြီးတော့စပိန်နိုင်ငံကနာမည်ကြီးဘီသူကပညာရှင်အဘူအစ်ရှဲအယ်ဆာဟီလီတို့ကိုမာလီအင်ပါရာစီခေါ်ဆောင်လာခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကမာလီကိုစီးပွားရေးရတာမကပညာရေးယဉ်ကျေးမှုအရာပါကမ္ဘာထိပ်တန်းရောက်အောင်တည်ဆောက်ဖို့ဖြစ်ပါတယ်။သူဟာဂန်နာယာအစွန်ကတင်ဘတ်တူးမြို့ကိုအေယာမစီမံကိန်းကြီးတွေနဲ့အဆင့်မြင့်တင်ခဲ့ပါတယ်။ရှွန့်အုပ်တွေတပ်သားတွေနဲ့တည်ဆောက်ထားတဲ့ဘီသူခလက်ရမြောက်ဗလီကြီးဟာဒီနေ့အချိန်ထိမမရပ်တည်နေဆဲဖြစ်ပါတယ်။တင်ဘတ်တူးဟာပညာရေးဗဟိုချက်ဖြစ်လာပြီးစန်ကိုရီတက္ကသိုလ်မှာကျောင်းသားပေါင်း2000ခွဲကျော်လာရောက်ပညာသင်ကြားခဲ့ကြပါတယ်။နက္ခတ္တဗေဒသင်္ချာဆေးပညာဥပဒေနဲ့တမိုင်းဆိုင်ရာလက်ရေးစာမှုပေါင်းသိန်းနဲ့ချီတင်စီထားတဲ့စာကြီးတိုက်ကြီးတွေပေါ်ထွန်းလာခဲ့ပါတယ်။အဲဒီခေတ်ကတင်ဘတ်တူးမှာစာအုပ်တုံးရဲ့တန်ဖိုးဟာရွှေတုံးနဲ့တောင်ရှင်နိုင်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒီမြို့ဟာရွှေကြောင့်သာမဟုတ်ပဲအသိပညာကြောင့်မှချမ်းသာခဲ့တဲ့မြို့တော်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်တော့ကတင်ဘတ်တူးဟာအာဖရိကတိုက်ရဲ့ပါရီမြို့ဒါမှမဟုတ်အော့စဖို့လို့တောင်တင်စားရလောက်အောင်ကမ္ဘာဉာဏ်ပညာတွေစုဝေးရာအချက်ချာနေရာကြီးဖြစ်လာခဲ့ပါတယ်။မန်ဆာမူဆာရဲ့အမျှော်မြင်ကြောင့်ဥရောပကကုန်သည်တွေမြေပုံဆွဲပညာရှင်တွေဟာမာလီအင်ပါရာကိုကမ္ဘာမြေပုံပေါ်မှာရွှေတံဆိပ်အကြီးကြီးနဲ့အထင်အရှားရေးဆွဲမှတ်တမ်းတင်ခဲ့ကြပါတယ်။1339ခုနှစ်ဝန်းကျင်မှာမန်ဆာမူဆာကွယ်လွန်သွားတဲ့အခါမှာတော့မာလီအင်ပါရာဟာအမြင့်မားဆုံးနေရာမှာရှိနေခဲ့တာပါ။သူခြံရိပ်ခဲ့တဲ့ကြွယ်ဝမှုတွေပညာရေးအဆောက်အအုံတွေအကြီးအကျယ်ခမ်းနားလွန်းနေပါတယ်။ဒါပေမဲ့ဇလန်ရဲ့အလှည့်အပြောင်းကတော့တန်ဝေကရစရာလည်းကောင်းပါတယ်။ချမ်းသာမှုတစ်ခုတည်းကအင်ပါရာတစ်ခုကိုထာဝရမတည်မြဲဘူးဆိုတဲ့တမိုင်းရဲ့ဥပဒေသားဟာမာလီအင်ပါရာတက်အသက်ဝင်လာခဲ့ပါတယ်။မန်ဆာမူဆာကွယ်လွန်သွားပြီးနှစ်ပေါင်းများစွာအကြာမှာသူ့လောက်အရေးချင်းမရှိတဲ့တားတော်တွေမြီးတော်တွေလက်ထက်မှာထီးနှန်းလူဝဲတွေပြည်ရင်းရေးရှုပ်ထွေးတွေဇက်တိုက်ဖြစ်ပေါ်လာပါတယ်။ခိုင်မာတဲ့အုပ်ချုပ်ရေးစနစ်တဲ့ဘရင်တစ်ပါးရဲ့ဩဇာကိုသာအားကိုးထားခဲ့ရတဲ့အတွက်ဩဇာမညောင်းတော့တဲ့အခါလက်အောက်ခံပြည်နယ်တွေကပုံကန်ခွဲထွက်လာကြပါတယ်။
အထူးသဖြင့်အရှိဘက်ကစွန်ဟိုင်းလူမျိုးတွေအင်အားကြီးလာပြီး15ရာစုအနှောင်းပိုင်းမှာတော့တင်ဘတ်ဒူးအပါအဝင်မာလီရဲ့နယ်မြေအများစုကိုစွန်ဟိုင်းအင်ပါရာကသိမ်းပိုက်အစားထိုးသွားခဲ့ပါတယ်နောက်ပိုင်းရာစုနှစ်တွေမှာဥရောပတိုက်သားတွေအထူးသဖြင့်ပေါ်တူဂီသမောသားတွေဟာအာဖရိကကမ်းရိုးတန်းကနေတဆင့်ပင်လယ်ရေကြောင်းကုန်သွယ်ရေးကိုစတင်လာတဲ့အတွက်ဆာဟာရကိုဖြတ်တဲ့ကုန်လမ်းကုန်သွယ်ရေးကြီးဟာတဖြည်းဖြည်းမှေးမှိန်ကျဆင်းသွားပါတော့တယ်ဒီချက်တွေကြောင့်တစ်ချိန်ကကဘာကိုရွှေတွေဝေပြီးလွှမ်းမိုးခဲ့တဲ့မာလီအင်ပါရာကြီးဟာတဖြည်းဖြည်းပြိုကွဲသွားခဲ့ပြီး19ရာစုရောက်တဲ့အခါမှာတော့တမိုင်းစာမျက်နှာတွေထက်ကနေအပြည့်တိုင်ပျောက်ကွယ်သွားခဲ့ပါတော့တယ်တမိုင်းကြောင်အရာဒီလောက်ချမ်းသာကြွယ်ဝခဲ့တဲ့အင်ပါရာကြီးရှိခဲ့တဲ့နေရာဟာအခုချိန်မှာဘလို့အခြေအနေမျိုးရောက်နေပြီလဲအဖြေကတော့တော်တော်ကြေကွဲစရာကောင်းပါတယ်မာလီအင်ပါရာပြတ်သုံးသွားပြီးတဲ့နောက်ပိုင်းထပ်မံပေါ်ပေါက်လာတဲ့စွန်ဟိုင်းအင်ပါရာကိုလည်းမော်ရိုကိုတွေကတနက်တွေအမြောက်တွေနဲ့ဝင်ရောက်ချေမှုန်းခဲ့ပါတယ်နောက်ဆုံး19ရာစုနောက်ပိုင်းဥရောပတိုက်သားတွေအာဖရိကကိုခွဲဝေယူကြတဲ့အခါမှာတော့ဒီနယ်မြေတွေဟာပြင်သစ်တွေရဲ့ကိုလိုနီနယ်မြေဖြစ်လုံးလုံးလားလားကျရောက်သွားခဲ့ပါတယ်1960ပြည့်နှစ်မှာပြင်သစ်လက်အောက်ကနေလွတ်လပ်ရေးရပြီးမာလီသမ္မတနိုင်ငံအဖြစ်ခေတ်သစ်မြေပုံပေါ်ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ဒီနေ့ခေတ်မာလီနိုင်ငံရဲ့အခြေအနေဟာမန်ဆာမူဆာရဲ့ရွှေခင်းနဲ့ဆိုရင်တခြားစီပါပဲမာလီနိုင်ငံရဲ့မြေရောက်တည်ရန်စာရတွေအထူးသဖြင့်ရွှေတွေအမြောက်များထွက်ရှိနေသေးဖြစ်ပေမဲ့ဒီရွှေရင်းတွေအများစုကိုနိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေကသာချုပ်ကင်ထားပါတယ်တည်ရန်စာတာပေါ်များပေမဲ့နိုင်ငံသားတွေကတော့မွဲတေနေပြီးတည်ရန်စာတာကျိန်စာပေါ်များခြင်းရဲ့ပြောင်းပြန်အကျိုးသက်ရောက်မှုတွေကိုအဆိုးရွားဆုံးခံစားနေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒီနေ့ခေတ်မှာမာလီနိုင်ငံဟာကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေစင်းရဲ့ထိပ်ဆုံးနားမှာရှိနေပါတယ်နိုင်ငံရေးမတည်ငြိမ်မှုတွေစစ်တပ်ကအာဏာသိမ်းမှုတွေစက်တိုက်ဖြစ်ပေါ်နေပြီးမြောက်ပိုင်းကန်နာရဒေသတွေမှာလည်းအယ်ကိုင်ဒါနဲ့ IS လိုအစွန်းရောက်အကြမ်းဖက်အဖွဲ့တွေရဲ့ချိန်ချောက်မှုတွေတပုံထားမှုတွေကြားမှာနိုင်ငံဟာပြိုကွဲလူနီးပါးအခြေအနေကိုရင်ဆိုင်နေရပါတယ်တချိန်ကကမ္ဘာပညာရှင်တွေလာရောက်စီးပူးရာတင်ဘတ်ဒူးမြို့တော်ကြီးကလည်းအခုခါမှာတော့အကြမ်းဖက်မှုတွေစစ်ပွဲတွေကြောင့်ရှေးဟောင်းအမွေနှစ်တွေဖျက်ဆီးခံရပြီးလူသူကင်းမဲ့တဲ့တဲကန်နာရမျိုးပြက်ကြီးတစ်ခုလိုဖြစ်နေပါပြီဒါပေမဲ့တမိုင်းစာမျက်နှာတွေပေါ်မှာတော့မန်ဆာမူဆာရဲ့နာမည်ဟာမပြောက်ကွယ်သွားခဲ့ပါဘူး2012ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Salary Network ရဲ့တမိုင်းဝင်ခံမှန်းချက်တစ်ခုအရမန်ဆာမူဆာရဲ့ကျေဝါမှုဟာဒီနေ့ခေတ်ငွေကြေးတန်ဖိုးနဲ့အမေရိကန်ဒေါ်လာဘီလီယံ400ကျော်ရှိတယ်လို့ဖော်ပြထားပါတယ်မန်ဆာမူဆာရဲ့ဇလန်ဟာလူတယောက်ဘယ်လောက်ထိချမ်းသာနိုင်တယ်လဲဆိုတာကိုပြသနေုံသာမကပဲတိုင်းပြည်တစ်ခုရဲ့တည်ငြိမ်မှုနဲ့ရေရှည်ရှင်သန်နိုင်စွမ်းဟာရွှေရင်းတွေကြီးပိုင်ဆိုင်ထားအောင်နဲ့မလိုလားဘူးဆိုတာကိုမိမောင်းထိုးပြနေပါတယ်။ခိုင်မာတဲ့အဖွဲ့အစည်းအဆောက်အအုံတွေနိုင်ငံရေးတည်ငြိမ်မှုတွေခင်မီတဲ့ကာကွယ်ရေးစွမ်းအားနဲ့အမျှော်မြင်ရှိတဲ့ခေါင်းဆောင်မှုတွေမရှိရင်ဘလောက်ပဲချမ်းသာတဲ့နိုင်ငံဖြစ်ဖြစ်တနေ့မှာပြိုကျပျက်စီးသွားနိုင်ပြီးနောက်ဆက်တွဲမျိုးဆက်တွေဟာနှစ်ပေါင်းရာချီရဲ့အထိဆင်းရဲမွဲတေမှုတံကိုခံစားနိုင်ရတယ်ဆိုတာကိုမန်ဆာမူဆာရဲ့မာလီအင်ပါရာကြီးကတက်တည်ပြသွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။